ပြားကြီးရဲ့ tablet ရှာနေတဲ့သူတွေအတွက် Tecno ရဲ့ပေါ့နော်9သိန်းခွဲတန် Megapad 11ကြောင့်ကိုပြောပြပေးမယ် Megapad 11မှာအခုပြထားရတာပေါ့နော် color မျိုး version မျိုးရှိတယ် single ထည့်သုံးလို့ရတယ်ဘယ် version မှာဝယ် Bluetooth keyboard case နဲ့ wireless mouse တွေကိုလက်ဆောင်ရမယ်တဲ့ဆိုတော့ tablet ဆိုမျိုးလေ laptop လုံးလို့ပါသုံးနိုင်အောင်လုပ်ပေးထားတဲ့ပေါ့ပဲစီစားသုံးလုပ်ပေးထားတာခီစားရုံနဲ့ Megapad 11ဆိုတဲ့အတိုင်းမှာနော်သူ့ရဲ့ display က17လက်မှဆို site တော့ကြည့်တယ်။အဲဒီရဲ့ Full HD Black LCD panel မျိုးစားပါ။ Brightness က440နစ် screen time များတဲ့သူတွေကမျက်လုံးထိခိုက်မှုပညာသက်သာစေဖို့အတွက် night light ဖွင့်သုံးလို့ရတယ်။ပုံမှန်ပိုင်းအတွက် Helio G99 chipset ကိုသုံးပေးထားတယ်။ Outline ဆိုင်ရာ power test တွေကိုလုပ်ဖို့အတွက် keyboard နဲ့ mouse တွေပါလက်ဆောင်ရမှာဆိုတော့ laptop တစ်လုံးလို့လည်းသုံးနိုင်တယ်။ online class တွေတက်မလား zoom meeting လုပ်မလားအဲ့လိုမျိုးတွေလုပ်ဖို့အတွက်8 megapixel selfie camera ပါမယ် main camera က13 megapixel ပါeducation တော့မဟုတ်ဘူးဗျာ entertainment တော့သုံးနေတယ်ဆိုရင်လည်း YouTube ပဲကြည့်မလားအဲဒါမှမဟုတ် TV series ရှည်တွေကိုကြည့်မလားအဲ့လိုမျိုးတွေလုပ်ဖို့အတွက်ကျွန်တော်ဒီမှာ speaker ၄လုံးနဲ့တူပေါ့နော်8000 mAh ဘက်ထရီပါမယ်အဲ့ဒါအောင်မှ81 watt fast charge နဲ့အားပြန်တင်နိုင်မယ်ကလေးသုံးတဲ့အခါမှာ safe ဖြစ်ဖို့အတွက်ပေါ့နော်သူရဲ့ case space ပါတယ်ပြီးတော့ Tecno ရဲ့ LR AI assistant နဲ့တူပေါ့နော်အခြား AI feature တွေလည်းအများကြီးပါတယ်တင်က7.5mm ဆိုတော့ပါပါတယ်ဆိုတော့ဖုန်းတစ်လုံးရဲ့အထူလောက်ပဲရှိတယ် weight က910 gram ဆိုတော့သွားလျက်တဲ့တော့အဆင်ပြေတယ်ဒီ tablet ကြောင့်ပေါ့နော်တခြားသိကျင်တာရှိသေးရဆိုရင်ကိုမအောင်မေးလိုက်ပါကျွန်တော်ပြန်ပြပြပါမယ်ဟုတ်ကဲ့ဒီလောက်ပါပဲ